တကုံပြားကိုရောက်နေနေရပါ4နာရီရောက်တယ်အခုတော့6ခွဲပြီဆိုတော့ပြန်ရတော့ပဲအမှန်တကယ်တော့ညမိုးချုပ်တဲ့ထီကိုပို့ပြီးတော့နေချင်တာဒါပေမဲ့ကမရှိထပ်နေမယ်ဆိုရင်အေကိုလည်းရှောက်ပြန်မရဖြစ်နိုင်ညဘက်ဖြူလေးပြမယ်ဖေးရညဘက်ဖြူအရှမ်းတပ်ပြကျမကြည့်ပါဦးကျမစပင်ရလေးတူလေးဒါပေမဲ့မြန်မာဝဲဆက်လိုက်အောင်လို့ပေါ့နော်နည်းနည်းအလားလေးလုပ်ထားပါတော့ကျူတီဖြစ်အောင်လို့ပေါ့နော်ဒါပေမဲ့ကျူတီတော့မဖြစ်ပါဘူးပုံစံပန်းဆိုရကျမပေါ့မဲဒါပေမဲ့ရုပ်ရှင်သွားကြည့်ရဲမနက်တုန်းကရုပ်ရှင်သွားကြည့်အနွဲတော့တော်တော်ရီးရလို့ဟိုစားထွေးလာမှတော်တော်ရီးရတာသွားကြည့်တော့လက်မကမရတော့အပင်မောင်းနေစီတင်တာအနွဲတော့ပြီးလို့ဆိုလို့ရှိရင်ဖျားလာဖူးမယ်ပေါ့အဲ့တော့အချိန်ကနှမျောစီအားကြီးကြားရမှာအချိန်ကဟိုဖြစ်သွားဒါပေမဲ့ဖျားတော့4နာရီလျှောက်သွားတယ်4နာရီလျှောက်တော့အခု6နာရီခွဲပါပြီး6နာရီခွဲမှကျမ breeze စိတ်တယ်ပေါ့နော်ပထန်းလေးပါရွှတ်တယ်ပေါ့ဒီမစစ်ကြောက်ပါဘူးရွှတ်တယ်ပေါ့ပြီးတော့တရားလေးပါလေးထိုင်လိုက်သေးတယ်ဖျားလာပြီးတော့ဘာမှမလုပ်ဘူးထင်ပါစို့စတာပါပျော်ပေါ့နော်ကိုမိုက်ကိုတယောက်တည်းပျော်အောင်နေရတာပဲဘာမှတယောက်တည်းဆိုပြီးတော့ခြိုင်စိတ်ညစ်နေလို့ရတယောက်တည်းဆိုရင်ပို့ပြီးတော့ပျော်အောင်လုပ်တာကိုတခုသဘောကျတယ်အများနဲ့ပျော်အောင်ထားကိုအများပျော်တာစိတ်ညစ်လိုက်ခဏချာကျမပါကျမဝါစီရပြန်ပါအောင်မယ်နှုတ်ခွန်းဆက်ပါတယ်ပြန်ပါအောင်မယ်နှုတ်ခွန်းဆက်ပါတယ်